လာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ iOS user တိုင်းအမေးများပြီးတော့သိချင်နေကြတဲ့ personal hotspot ဖွင့်နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့ setting နဲ့ဝင်ပေးရပါမယ် setting နဲ့ရောက်တဲ့အခါမှာ cellular တွေကိုထပ်ဝင်ပြီးတော့ cellular data လေးကိုဝင်ပေးရပါမယ်ရှင် cellular နဲ့ရောက်တဲ့အခါမှာ cellular data network ဆိုတာလေးရှိပါတယ်အဲ့ထဲကိုထပ်ဝင်ပေးရပါမယ်ဒီအောက်နားမှာတော့ personal hotspot ဆိုတာလေးတွေ့ပါလိမ့်မယ်ရှင် personal hotspot နေရာလေးမှာတော့ကိုသုံးတဲ့ SIM card ရဲ့နာမည်လေးတွေကိုထားပေးရပါမယ်ရှင်ပြီးရင်တော့ပြန်ထွက်ပေးရပါမယ်ရှင်ဒါဆိုတော့ personal hotspot လေးပွင့်သွားပြီပေါ့နော်ဒီနည်းလမ်းလေးတိုင်းဆိုလို့ရှိရင်တော့ personal hotspot ကိုအလွယ်ကူဆုံးနဲ့အမြန်ဆုံးဖွင့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီမောင်ဆိုင်လေးရဲ့ official page follower ဆိုလို့ရှိရင် follower 2သိန်းနီးပါးရှိပါတယ်ရှင်ဆိုင်လေးစာလေးကတော့ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်လှည်းတန်းစင်တာရှိတက်တဲ့ကလှည်းတန်းတစ်လမ်းထဲမှာဖွင့်လှစ်ပေးထားပါတယ်ရှင်